အားလုံးပဲပေါ်လာတယ်ကဲဒုတိယ calculation admin ဆရာကောင်းပါ26ရက်ဒေါ်လာ2026အတွက်ထုံးစံတိုင်းပေါ်လာတဲ့အတွက်1 chain ကတော့9တုံညာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်ထဲမှာပဲ1 chain ရဲ့ပတ်တီးရဲ့ break ရဲ့တခါလေးပြီးမယ်နော်အဆုံးထိကြည့်သွားပါကဲ break မှာပါလို့ sorry ပတ်တီးမွေးပတ်တီးဆိုရင်ထုံးစံတိုင်း3ရက်မွေးမယ်26နှစ်ခွန်28မွေးပတ်တီးကတော့ဘာဖြစ်မလဲနှစ်ခွန်3ရက်အတွင်းထွက်မယ်နော်ပေါ်လာတယ်ချိုးတင်ကြံစနီးနဲ့ရကောက်ကိုကြံစပြီးတော့အပိုင်ယူကြပါကဲ1 chain လည်းမကြပတ်တီးလည်းမကြတဲ့လူတွေ break ကဲ break ကိုပြီးမယ် break ကတော့ဒီဘက်လုံးမွေးရမှာပဲ break ကတော့ဒီဘက်လုံးမွေးရမယ်ဒီ break နဲ့6 break ကဲပေါ်လာတဲ့ဒီပုတ်ထဲမှာပဲအလုံးစုံထည့်ပေးထားတယ်နော်နောက်ပတ်တကြည့်ချင်ရင်ကျွန်တော်ရဲ့ channel ကိုပြန် run နေပြီမို့ like and subscribe လေးလုပ်ထားပေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ် good luck ပါ